ကဘာနဲ့မှာပုံစံမျိုးမျိုးအရွယ်စားမျိုးမျိုးနဲ့တည်ရှိနေတဲ့ဒီရွှွန်မီးတောင်တွေဟာဘလို့ပေါ်ပေါက်လာသလဲကဘာပေါ်မှာဘလို့အံ့ဩစရာကောင်းတဲ့ရွှွန်မီးတောင်တွေဘလောက်တောင်ရှိနေတာလဲဒီရွှွန်မီးတောင်တွေနားမှာဘလို့တက်ရှိတော်ဝါတွေမှီတင်းနေထိုင်ကြတာလဲမင်္ဂလာပါခင်ဗျတီလာရေခဲကနေကြိုးဆိုလိုက်ပါတယ်ခင်ဗျဒီဗီဒီယိုအဆုံးထိကြည့်ပြီးရင်မိတ်ဆွေရဲ့ရှမ်းဝင်းထဲမှာရွှွန်မီးတောင်တစ်ခုရုတ်တရက်ပေါ်လာမယ်ဆိုရင်တော့မှတိတ်ပြီးထူးဆန်းနေတော့မှမဟုတ်ပါဘူးခင်ဗျာကဘာကြီးကအံ့ဖွယ်တဘာဝဖြစ်စဉ်နေနဲ့ပြည့်နေနေပါတယ်ဗျဒီနေ့မှာတော့ရိုးရိုးမီးတောင်တွေနဲ့လုံးဝမတူတဲ့ရွှွန်တွေပွက်ပွက်ဆူထွက်လာတဲ့ထူးခြားစမ်းကြဲတဲ့ရွှွန်မီးတောင်တွေရဲ့ကဘာစီခေါ်ဆောင်သွားပါမယ်ဗျရိုးရိုးမီးတောင်တွေဟာမကမာလို့ခေါ်တဲ့ပူပြင်းတဲ့ကြောက်ရည်တွေကိုထုတ်လွှတ်ပေမဲ့ရွှွန်မီးတောင်တွေကတော့မတူပါဘူးဗျာသူတို့ပေါက်ကွဲမှုရဲ့အဓိကဇာတ်လိုက်ကတော့စစ်ပေါင်းများစွာမြေအောက်မှာစုပုံလာတဲ့ရေရွှွန်စင်းနဲ့ဘာဝဓာတ်ငွေတွေပဲဖြစ်ပါတယ်ဗျာမိုးရေတွေနဲ့အခြားရေတွေဟာမြေစီလွာတွေကြားနေစိတ်ဝင်ပြီးတော့မြေအောက်ထဲမှာရှိတဲ့ရွှွန်စည်းတွေနဲ့ထိတွေ့တဲ့အခါမှာပျော်ပြောင်းတဲ့ရွှွန်တွေအဖြစ်ပြောင်းလဲသွားပါတယ်ခင်ဗျဒီရွှွန်တွေရဲ့အောက်မှာတော့အများအားဖြင့်မီသိန်းဓာတ်ငွေတွေလိုတဘာဝဓာတ်ငွေတွေဟာမြေလွာတွေရဲ့လှုပ်ရှားမှုတွေကြောင့်စုပုံလာလေးရှိပါတယ်ဗျာဒီဓာတ်ငွေတွေဟာပိတ်မိနေတဲ့အတွက်ဖိအားတွေတဖြည်းဖြည်းများလာပါတယ်ဗျနောက်ဆုံးမှာတော့ဒီဖိအားတွေဟာပတ်ဝန်းကျင်ကမြေလွာရဲ့ခံနိုင်ရည်အားကိုကျော်လွန်သွားပြီးတော့အားနည်းတဲ့နေရာတွေကနေဖောက်ထွက်ဖို့ကြိုးစားပါတော့တယ်ဗျဒီလိုနဲ့ပဲမြေမျက်နှာပြင်မှာအားနည်းတဲ့အကွဲကြောင်းတွေဒါမှမဟုတ်အပေါက်တွေကနေဖိအားများတဲ့ရွှွန်တွေဟာပုတ်ပွက်ဆူပြီးတဖြည်းဖြည်းတောင်ပိုလေးတွေလိုထွက်ပေါ်လာတာကိုတွေ့ရတာပါဒါကိုကျွန်တော်တို့ကရွှွန်မီးတောင်လို့ခေါ်ဝေါ်ကြတာဖြစ်ပါတယ်ဗျကဘာပေါ်မှာအံ့ဩစရာကောင်းလောက်အောင်ဧရိယာကျယ်ဝန်းပြီးကြီးမားတဲ့ရွှွန်မီးတောင်တွေတကယ်ကိုရှိပါတယ်အဲ့ဒီထဲမှာအထင်ရှားဆုံးတစ်ခုကတော့အဇာဘိုင်ဂျန်နိုင်ငံမှာရှိတဲ့ဂရာဆူရွှွန်မီးတောင်ပဲဖြစ်ပါတယ်ဗျာဒီရွှွန်မီးတောင်ကြီးရဲ့ပတ်ဝန်းကျင်ဟာလမျက်နှာပြင်နဲ့တူတဲ့ထူးခြားတဲ့ရှုခင်းကိုဖန်တီးထားပြီးတော့ကီလိုမီတာနဲ့ရှည်ပြီးကျယ်ပြောလှပါတယ်ဗျအဇာဘိုင်ဂျန်နိုင်ငံကလည်းရွှွန်မီးတောင်ပေါင်း400ခန်းရှိပြီးတော့ကမ္ဘာပေါ်မှာရွှွန်မီးတောင်အများဆုံးရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဗျရိုမေးနီးယားနိုင်ငံကဖာခဲလီလီရွှွန်မီးတောင်တွေကတော့လွင်ပြင်တစ်ခုလုံးမှာရွှွန်ကန်ငယ်လေးတွေရာနဲ့ရှိပြီးပြန့်ကျဲနေတာကိုတွေ့ရမှာပါတခုချင်းစီရဲ့ပုံသဏ္ဍာန်နဲ့အရွယ်အစားတွေကလည်းမတူညီကြပါဘူးဗျဒါတကယ်ကိုထူးခြားဆန်းပြတဲ့တဘာဝရဲ့လက်ရာတစ်ခုဖြစ်ပါတယ်ဗျအဲ့ဒီနိုင်ငံကဘဲလ်ကာရွှွန်မီးတောင်တွေလည်းကျယ်ပြောတဲ့ရွှွန်လွင်ပြင်ကြီးအဖြစ်တည်ရှိနေပြီးလေးငယ်တဲ့မီးတောင်ပေါက်ကလေးတွေကနေမီးခိုးငွေတွေနဲ့ရွှွန်တွေကိုပြေးပြေးချင်းထုတ်လွှင့်နေတာကိုမြင်တွေ့နိုင်ပါတယ်ဗျဒီလိုကြီးမားပြီးကျယ်ပြန့်တဲ့ရွှွန်မီးတောင်တွေကိုရုရှားနိုင်ငံနဲ့တူရကီနိုင်ငံလိုအခြားဒေသတွေမှာလည်းတွေ့ရှိနိုင်ပါတယ်ဗျဒီရွှွန်မီးတောင်တွေကတဘာဝရဲ့အင်အားနဲ့ရှည်ကြာတဲ့ဖြစ်စဉ်တွေရဲ့ရလဒ်တစ်ခုပြည့်တည်ရှိနေတာပါကမ္ဘာပေါ်မှာထူးခြားဆုံးရွှွန်မီးတောင်တွေထဲကတစ်ခုကတော့အင်ဒိုနီးရှားနိုင်ငံကလူစီရွှွန်မီးတောင်ပဲဖြစ်ပါတယ်ဗျာ2006ခုနှစ်မှာစတင်ပေါက်ကွဲခဲ့တဲ့ဒီရွှွန်မီးတောင်ဟာနှစ်ပေါင်းများစွာကြာတဲ့အထိရွှွန်တွေကိုအဆက်မပြတ်စီးဆင်းစေခဲ့ပြီးတော့ပတ်ဝန်းကျင်ကိုလည်းများစွာပျက်စီးစေခဲ့ပါတယ်ဗျာကိုလံဘီယာနိုင်ငံကအက်တိုတူမိုရွှွန်မီးတောင်ကတော့ပုံမှန်မဟုတ်တဲ့တောင်ဖို့ပုံသဏ္ဍာန်နဲ့လူသိများပါတယ်ဗျဒီရွှွန်မီးတောင်ရဲ့ထိပ်မှာရှိတဲ့ရွှွန်ကန်ထဲမှာလူတွေဟာကျန်းမာရေးအတွက်တွားရောက်စိန်လေးရှိပါတယ်ပါကစ္စတန်နိုင်ငံမှာရှိတဲ့ရှန်ဒရာကတ်ရွှွန်မီးတောင်ကတော့ဒေသခံဟိန္ဒူဘာသာဝင်တွေအတွက်အလွန်ရေးပါတဲ့တာရဏိကနေရာတစ်ခုဖြစ်နေပါတယ်ဗျနှစ်စဉ်ဖျားဖူးတွေကဒီရွှွန်မီးတောင်ကိုတက်ရောက်ပြီးတော့ပူဇော်မှုတွေပြုလုပ်ကြပါတယ်အီတလီနိုင်ငံကဆဲစီဒနီရာနိုမှာတော့သင်းငယ်ပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့ရွှွန်မီးတောင်လေးတွေတွေ့နိုင်ပါတယ်ဗျာရွှွန်တွေဟာအဆက်မပြတ်ပွက်ပွက်ဆူနေပြီးတော့ကြည့်ရတာတကယ်ကိုအံ့ဩစရာပါပဲခင်ဗျရွှွန်မီးတောင်တွေဟာကြည့်ရတာထူးဆန်းပြီးတော့စိတ်ဝင်စားဖို့ကောင်းပေမဲ့သူတို့ပတ်ဝန်းကျင်မှာထူးခြားတဲ့ဂေယစနစ်တွေလည်းတရှိနေပါသေးတယ်ဗျအရှို့အပင်တွေနဲ့တရဝါတွေဟာဒီလိုမတူညီတဲ့ပတ်ဝန်းကျင်မှာအံ့ဩစရာကောင်းလောက်အောင်ရှင်သန်နေနိုင်ကြပါတယ်ဗျဒါပေမဲ့တစ်ဖက်မှာလည်းရွှွန်မီးတောင်တွေကရုတ်တရက်ပေါက်ကွဲနိုင်တဲ့အန္တရာယ်လည်းရှိနေပါသေးတယ်ဗျအထူးသဖြင့်ဖိအားများတဲ့ဓာတ်ငွေတွေစုပုံလာတဲ့အခါမှာပုံမှန်ရများပါတယ်ဗျမြန်မာနိုင်ငံမှာလည်းရွှွန်မီးတောင်တွေအရွယ်စားမျိုးစုံနဲ့အများပြားရှိနေပါတယ်ဗျလက်ရှိလူသိများတာကတော့မကွေးတိုင်းမင်းမှုမြို့နယ်မှာတည်ရှိတဲ့ငကော့တောင်နဲ့အခုတလောရေပန်းစားနေတဲ့ရခိုင်ပြည်နယ်မန်အောင်မြို့နယ်ငကားရွာအနီးကငကားတောင်ပဲဖြစ်ပါတယ်ဗျရွှွန်မီးတောင်တွေဟာတဘာဝတရားကြီးရဲ့အံ့ဩဖွယ်ရလက်ရာတွေပဲဖြစ်ပါတယ်ဗျမိတ်ဆွေတို့အနေနဲ့ရွှွန်မီးတောင်တွေနဲ့ပတ်သက်ပြီးဆွေးနွေးစရာများရှိရင်အောက်ကကွန်မန့်ဘောက်မှာရေးထားခဲ့နိုင်ပါတယ်ခင်ဗျ
နောက်ဗီဒီယိုတွေမှာဒီထက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ